မင်္ဂလာပါရှင်ကျမတို့နေတိုင်းခြေချနေတဲ့နေတိုင်းအလုပ်လုပ်နေတဲ့ဒီမျိုးကြီးကိုရန်ကုန်လို့ခေါ်တာအထူးဆန်းတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ချက်လောက်စဉ်းစားကြည့်ရအောင်ဒီနာမည်ကဘယ်ကစတာလဲဘာကြောင့်ရန်ကုန်ဖြစ်လာတာလဲဒီနောက်ွယ်မှာဘယ်လိုတွေရှိခဲ့တယ်လဲဒီနေ့မှာတော့ကျမတို့ခြေရတဲ့ရန်ကုန်မြို့ရဲ့အမည်နာမခရီးစဉ်ကိုအတူတူလိုက်ပါစီမျောကြည့်ရအောင်ပါရန်ကုန်ကိုမူလကဥက္ကလာပလို့ခေါ်ခဲ့ကြပါတယ်။ဒါကဒဏ္ဍာရီဆန်နဲ့သမိုင်းဥကာလနာမည်ပေါ့။အဲ့ဒီနောက်မှာတော့မွန်ဘာသာစကားနဲ့လကုံလို့ခေါ်ဆိုခဲ့ကြပါတယ်။မွန်လို့လကကုံမြင်ဂုံကကြတော့ရွှေပေါင်းလိုက်ရင်ရွှေကုန်းတော်ပါ။ဒီနေရာမှာတခုစဉ်းစားစရာရှိတာကအဲ့ဒီခေတ်ကဒီဒေသကမြို့ကြီးပြကြီးမဟုတ်သေးပါဘူး။ရွှေတကုံစေရီတော်ကြီးတည်ရှိရာကုန်းတော်လေးကိုအခြေပြုတဲ့အေးချမ်းတဲ့အရက်လေးတစ်ခုသာဖြစ်ပါတယ်။အချိန်တွေကြာလာတဲ့အခါမှာတော့လကုံဆိုတဲ့အတန်ထွက်ကနေတကုံဆိုတဲ့နာမည်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်တကုံဆိုတာဘာသာရေးကိုအခြေခံတဲ့ရွှေရဝင်းပါတဲ့အဓိပ္ပာယ်ရှိတဲ့နာမည်တစ်ခုဖြစ်ခဲ့တာပါ။ဒါဆိုတကုံကနေဘလို့ရန်ကုန်ဖြစ်လာတာလဲ။ဒီနေရာမှာကျမတို့အလောင်းမင်းတရားကြီးဦးအောင်စီရအကြောင်းပြောရပါတော့မယ်။1955ခုနှစ်မှာအလောင်းမင်းတရားကြီးကအောက်မြန်မာပြည်ကိုသိမ်းပိုက်အောင်မြင်ပြီးတကုံမြို့ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကနာမည်အသစ်တစ်ခုပေးခဲ့ပါတယ်။အဲ့ဒါကတော့ရန်ကုန်ပါ။အထိပ္ပယ်ကတော့ရန်ခတ်သိမ်းကုံစင်ချင်းနဲ့ဒါကဒီစိတ်ပိုင်းဆိုင်ရာအကြည့်မယ်ဆိုရင်အရန်ကိုအစွမ်းထပ်ပါတယ်။စစ်ပွဲတွေရှုပ်ထွေးမှုတွေအခက်အခဲတွေအားလုံးကိုဒီနေရာမှာအဆုံးသတ်လိုက်ပြီးဒီနေ့ကစပြီးငြိမ်းချမ်းမှုနဲ့အောင်မြင်မှုတွေရှိတော့မယ်ဆိုတော့အောင်နိုင်သူတယောက်ရဲ့ကြီးညာချက်ပါပဲတကုံဆိုတဲ့နာမည်ကနေရန်ကုန်ဖြစ်လာတာကကျမတို့နိုင်ငံရဲ့သမိုင်းမှာအရေးကြီးဆုံးအလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့သမိုင်းကဒီမှာနေမရက်ပါဘူးအင်္ဂလိပ်တွေရောက်လာတဲ့အခါမှာရန်ကုန်ကိုအတန်ထွက်မမှန်ပဲရန်ကုန်လို့ခေါ်ခဲ့ကြပါတယ်ဆယ်စုနှစ်ပေါင်းများစွာကဘာကကျမတို့မျိုးကိုရန်ကုန်လို့ပဲသိခဲ့ကြတာပါ1989ခုနှစ်မှာတော့ကျမတို့ရဲ့မူလအတန်ထွက်အတိုင်းရန်ကုန်လို့တရားဝင်ပြန်လဲပြောင်းလဲခဲ့ပါတယ်။ဒါကကျမတို့ရဲ့ကိုယ်ပိုင်လက္ခဏာကိုပြန်လဲဖော်ထုတ်တာဖြစ်တယ်လို့ရန်ကုန်ဆိုတဲ့အထိပ္ပယ်အတိုင်းရန်တွေကုံစင်ပြီးအောင်မြင်တဲ့မြို့ပြတစ်ခုအဖြစ်နဲ့ကမ္ဘာအလယ်မှာပြန်လဲရပ်တည်ခြင်းနဲ့ဆန္ဒလဲပါဝင်နေပါတယ်။ရန်ကုန်ဆိုတာအမည်တစ်ခုထပ်ပို့ပါတယ်။အခက်ခဲတွေကြော်ဖြတ်ပြီးတော့အသစ်ပြန်စားခြင်းရဲ့ပြရုပ်ပါ။ရှင်တို့ရောရန်ကုန်မြို့မှာနေထိုင်ရတာကိုဘာကြောင့်ဂုဏ်ယူပါသလဲ။ဒီတမိုင်းကြောင်းလေးတွေကိုသိပြီးတဲ့နောက်မှာရှင်တို့အတွက်ရောရန်ကုန်ကဘလို့အထိပ္ပယ်ရှိသွားပြီလဲကွန်မန့်မှာဝင်မြခဲ့ပေးပါအောင်ကျမရဲ့ knowledge sharing channel ကနေပြီးတော့အပတ်စဉ်ဘူတုဒအသစ်တွေတင်ဆက်ပေးတော့မှာမို့လို့ subscribe လုပ်ထားပေးဖို့လည်းမမေ့နဲ့အောင်နော်နားဆင်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင်